ကဲစကားလေးနဲ့တော့ပြောလို့ရှိတယ်ဗျာရိုးမအလင်္ကာရိုးမအလင်္ကာဆိုပြီးကလူ3ယောက်နေသူရောတဘောတည်လို့ဆိုတာကိုယ့်ဘောက်ကိုလောက်ကြပါနော်နေသူရော3ယောက်ဟာလူများအကြောင်းကိုလည်းပြောရှင်တေချာလည်းမစုံစမ်းဟဲ့မတေချာလည်းမစုံစမ်းဘာဖြစ်တယ်ညာဖြစ်တယ်လူများအကြောင်းကိုပြောရှင်ပြောတော့စောက်ကြီးစောက်ကြတယ်ရှောက်ပြောပြီးစောက်ကြီးစောက်ကြတယ်ပြောခြင်းတေချာလေးလားစုံစမ်းတော့ကိုပြောခြင်းတဲ့ကောင်ကဘယ်ရလဲဘာလဲပေါ့ထားပါဘာသူတို့ပြောခြင်းတဲ့အကောင်ကဘာကောင်မှမဟုတ်ဘူးဆိုတော့ပြဿနာမရှိဘူးဒါပေမဲ့သူများအကြောင်းကိုပြောခြင်းတော့တိကျတိဖို့လိုရတယ်တဘောကျွန်တော်အကြောင်းကိုပြောခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတူပေါ့တော့ဘယ်ရပေါ့ဘယ်မှာဘယ်ရပေါ့ဘယ်ဒေသပေါ့ဘယ်ဇာတိပေါ့ဘယ်ရွာကပေါ့တေချာလဲဂဂနာနာမတိသူများကိုအပြည့်ပြောဖို့လောက်ပဲကျွန်တော်ဖောင်းထူးတယ်တဲ့ကျွန်တော်ဖောင်းထူးတယ်ဝေဖန်တယ်တဲ့ဒီကောင်လည်းပြောနေဟုတ်တိုင်အောင်လိုက်ပြီးတော့တခုတော့ပုံမှန်လည်းပြောလို့ရတာတခုတော့ရှိစစ်တပ်ကရွေးကောက်ပွဲလုပ်တဲ့ဟာကိုအားပေးတဲ့ဟာတိုက်တွန်းတဲ့ဟာကရခိုင်တွေအတွက်အကျိုးရှိတယ်ပေါ့ဒီလိုပြောချင်တဲ့သဘောကျွန်တော်တော့မလုပ်ဘူးကျွန်တော်အတွေးခေါ်ကကျွန်တော်ခံယူထားတဲ့ခံယူချက်ကတော့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲအားပေးတာရခိုင်အတွက်အကျိုးမရှိဘူးလို့ကျွန်တော်တော့ခံယူတယ်အဲ့တော့ကျွန်တော်ကိုပြောကြတယ်ရခိုင်အတွက်ဘာအကျိုးပြုလဲညာအကျိုးပြုလဲပေါ့အဲ့တော့စစ်တပ်ကရွေးကောက်ပွဲလုပ်မဲ့ဟာကိုတိုက်တွန်းတဲ့ဟာရခိုင်အတွက်အကျိုးပြုတာလားပေါ့မေးတော့မေးချင်တာဟုတ်လားမေးလိုက်ရောမင်းကဘာသိတာလဲလို့မေးရင်မေးမှာမဟုတ်စဉ်းစားကြည့်လေစစ်တပ်ကရွေးကောက်ပွဲလုပ်တဲ့ဟာကိုမဲထဲဖို့ဘာဖို့ညာဖို့ဘာလုပ်ရင်ဘာဖြစ်မယ်ညာလုပ်ရင်ညာဖြစ်မယ်ဝါရဖြန့်ဇာကာရိုက်တာရခိုင်အတွက်အလုပ်လုပ်တာတယ်ဗျာရခိုင်အတွက်အကျိုးရှိတယ်ဆိုပဲဒီဆရာကြီးတွေပြောနေကြတာကြည့်အဲ့မှာကြည့်လိုက်အဲ့ဒီမှာအင်ကြီး3ယောက်ထဲမှာအင်ကြီးအဖြူနဲ့အကောင်ဆိုမလေးရှားမှာနေတယ်တဲ့အကောင်မလေးသူများနိုင်ငံမှာနေပြီးတော့အလုပ်လုပ်နေပြီးတော့လူတယောက်ကိုဘော်ဒီချင်းမလို့တော့ဗျာပုံလည်းပြော
ဘာဖြစ်တယ်ဘလာကြိုးတရားမှုရှိတယ်ဘာဖြစ်နိုင်တယ်မလို့ရဘူးဆိုတော့ဒီကောင်မသိဘူးလားမသိဘူးမလေးရှားမှနေရတယ်အကောင်ကျုပ်ကအံ့ဩတယ်အံ့ဩသွားတယ်သူပြောတာကိုယူကြောင်ဘူးကြောင်လေးပြောတယ်ကြက်မပြည့်ဘူးအေးတော့ယူကောက်ပွဲအတွက်မဲဆွဲပေးတဲ့အကောင်တွေကကြက်ပြည့်ရပါဗျာနော်စောင်းရမ်းပြည့်ရဲ့ကြက်ကြက်ဒင်းပြည့်ကြက်ပြည့်ယူရှိပါစောက်ဘောသုံးကောင်ဘယ်ရလဲမသိဘူးတကောင်အလဲအကောင်အင်းကြီးပြူတဲ့ကောင်တော့မလေးရှားလို့ပြောတယ်ကျန်းနှစ်ကောင်ကလည်းမလေးရှားပဲနေမှာပေါ့ဘယ်ကောင်လဲမသိဘူးဂျပန်ကြီးနဲ့နေတိုးနဲ့ရွာတွေတို့ထူတာတွေတိုးထူငွေရှင်းရင်ခါခါတွေထူတာတွေဆိုတော့ဒီလိုအမျိုးဒီကရိုက်လို့ကျွန်တော်လာတာကိုယ်ပြတ်သွားတာပေါ့နေထားတယ်အဲ့လိုပဲပြောတယ်သူမှကြက်မပြေတာကျွန်တော်ကြက်မပြေဘူးတဲ့အေးပေါ့ရွေးကောက်ပွဲကိုမဲဆွဲပေးတာကြက်ပြေတယ်ပေါ့ဗျာစာကြက်ပြေတယ်ဟုတ်ပြီရခိုင်တွေအတွက်အကျိုးဆောင်ရှိတယ်ပါရခိုင်တွေအတွက်လှုပ်တယ်ပေါ့ဒီကောင်ပြောချင်တဲ့ဘောကဒါကိုပြောချင်အေးဗျအဲ့တော့ဒီသုံးကောင်ကိုလည်းပြောချင်တာတဘောကကျွန်တော်ဒီကောင်နဲ့ရွာလည်းမတူဘူးဦးရှင်မှာစိတ်ဓာတ်လည်းမတူဘူးခံယူချက်လည်းမတူဘူးနောက်တစ်ခုကသူများအကြောင်းပြောချင်ရင်ဒေတာစုံစမ်းရတယ်လေ့လာရတယ်ဟုတ်လားသူတို့ကကျွန်တော်ဖောက်ထုတယ်ပြောတာအမှဒီကောင်တွေကကျွန်တော်ဖောက်ထုတာဟုတ်ကဲ့အဲ့တော့ကျွန်တော် Facebook ကတင်လို့ရှိရင်ရပုတွေထိုးကြတယ်ဗျရပုထိုးတယ်ဝိုင်းဆဲကြတယ်အဲကြောင့်မလို့ကျွန်တော် Facebook ကမတင်မနဲ့ကျွန်တော် YouTube ကနေတင်လိုက်တာโอเคကျေးဇူးပဲရတာ